Hello အားလုံးမင်္ဂလာပါခင်ဗျာခုဒီတစ်ခါတော့ဒူဘိုင်းကလာရတငယ်ချင်းနဲ့အတူတူဟန်နွိုင်းသူစာပါကို sleeping bag နဲ့ဘယ်လိုသွားမလဲဆိုတာလေးကိုပြပြသွားမှာဖြစ်ပါတယ်ခင်ဗျာလက်ခေပေးပါအောင်နော်အခုတော့ဒူဘိုင်းကလာတဲ့ကြရပေါင်းများစွာနဲ့အကူယူလာကြတာပေါ့နော်အမှလိန်လက်မှတ်ကိုချာမကြည့်မိပဲနဲ့7kg ပဲဆန့်လို့ဆိုပြီးအဝယ်စားတဲ့အကုန်ထားခဲ့ရပါတယ်အခုတော့အမှအဝယ်စားနည်းနည်းပဲပါတဲ့အကူကြီးပါပြီးတော့တငယ်ချင်းတွေကအဝယ်စားတွေပတ်ဝယ်နေနဲ့အချိန်မကြည့်မိလိုက်တာအချိန်ကျော်သွားပြီးတော့ခုလို့စီမဲ sleeping bag ကြီးကလွတ်သွားပေါ့နော်အဲ့နဲ့တက်စီငါပြီးတော့လန်တော့ကနေဖက်ဆောက်ရတဲ့အဆင့်ဖြစ်သွားတယ်ပေါ့နော်နောက်ဆုံးတော့ကားပေါ်ရောက်ခဲ့ပါတယ်လောကဟန်တိုင်းမှာကြံခဲ့ပြီးစားပါမပါသွားတော့လို့နှစ်ယောက်သားထင်နေကြတာပေါ့နော်ကတိလေးအချိန်လေးမိပြီးတော့အဆင်ပြေသွားတယ်လို့ပြောမယ်ပေါ့နော်အရန်ကိုရင်ခုန်ပြီးတော့ပြောရတဲ့ခီးလေးရဲ့ခီးစားပါပဲခင်ဗျာပြောရလားဘေးပေါင်းတောင်းချောင်းလာမယ်ရောက်လာပြီပါတငယ်ချင်းတယောက်ကလုံးဝငွားထက်ကြီးအထက်ဖြစ်နေကြတာပေါ့နော်ကန်ကောင်းကျင်တော့အဲ့ဂိတ်ကလက်မဖြတ်ပြီးတဲ့အမားရဲ့ကိုညီမှုနဲ့ပေါ့နော်ခုတို့ကားငှားပြီးတော့ကားမျိုးထဲမှာလူပတ်ခေါ်နေရတေးရဆိုတဲ့အခါကျတော့အဲ့မျိုးပြထွက်မဲ့နေရာမှာတနေရာမှာဖြတ်ဆောက်ပြီးတော့ခုတို့ကားပေါ်တက်ခဲ့ရတာပေါ့နော်အဲ့တော့ဒီ sleeping bag စီးမယ်ဆိုရင်တော့ဂိုက်ကိုအနည်းဆုံးတနားရီလောက်စောပြီးရောက်သွားတာပို့ပြီးအဆင်ပြေပါတယ်ခင်ဗျာအဲ့စင်ကတော့စုစုပေါင်းပေါ့နော်30ပါလို့ပြောလို့ရတယ်ပေါ့နော်ဘယ်ညာရည်တန်းအလေတန်းပေါ့နော်ခုံကနှစ်ခုံဖြစ်လိုက်တဲ့အခါမှာအောက်ထက်နှစ်ခုံယူလိုက်တာတငယ်ချင်းနဲ့ဘေးချင်းရှင်ရဲ့ခုံနှစ်ခုံရတယ်ပေါ့နော်နည်းနည်းလေးတော့ခုံလေးတွေကကျင်းနေအဲ့တော့တကယ်လို့နည်းနည်းခန္ဓာကိုယ်ဝါတဲ့လူလေးဆိုရင်တော့တိတ်အဆင်ပြေမယ်လို့မထင်ဘူးခုတို့လူငယ်တွေဆိုရင်တော့တက်တာတော့ရှိရပေါ့နော်ရမ်းအဆင်ပြေပါတယ်ခင်ဗျာဂျားထဲမှာတော့ကားကနှစ်ခါတိတိသူကနားပါတယ်တစ်ခါကို10မိနစ်တစ်ခါနား10မိနစ်15မိနစ်လောက်နားပါတယ်ခင်ဗျာတကယ်ချင်းနေအင်ကြီးပတ်ဝယ်နေရတဲ့စားဖို့တော့မကောက်မစားခဲ့ဟာနဲ့အလန်းဖြတ်နာတဲ့ညလေကောင်းယူအမကျုပ်ကြောင့်ဝယ်ပြီးတော့စားကြတာပေါ့နော်တကယ်အမတရားပါပဲကားကတနင်္လာဝင်းကျင်လုံးမှာနားတာဆိုတဲ့အခါကျတော့စားတော့ဆိုင်တော်များတော့ပိတ်သွားပြီပေါ့နော်ပြီးတော့ဒီကစားတော့ဆိုင်မှာရှိရဲ့ဒီကလိုအင်တာတွေပါတယ်ပေါ့လေးသွားမယ်ဆိုရင်တော့ပတ်စံပေးပြီးသွားပါတယ် free တော့မဟုတ်ဘူးပေါ့နော်ပြီးတော့ကားကခုံတို့ကိုဖက်နဲ့ထည့်တဲ့အိတ်လေးပေးတယ်အတက်အစင်းဆိုရင်ကိုဖက်နဲ့ကိုမစည်းချင်ဘူးဆိုရင်တော့မှသူတို့အမှခဏဆင်းဖို့အတွက်သူတို့ဖက်နဲ့ကလေးပေးတယ်ပေါ့နော်အဲ့ဖက်နဲ့လေးနဲ့ဆင်းလဲရပါတယ် Oh my god လမ်းလေးချင်းလေးတကယ်ဒီဟန်နွိုင်းသူစာပါခီးစဉ်ပထမဆုံးခီးစဉ်ကတော့တကယ်ကိုခရက်ပါပဲတကယ်ချင်းနှစ်ယောက်လိန်လက်မှတ်မှာကီလိုဝါ 7kg ပဲရလို့အင်ကြီးဝယ်စားထားခဲ့ရတယ်ပြီးတော့ကားနောက်ကြတယ်ပြီးတော့အဲကားနောက်မကြခင်ကိုဘန်ကက်ထုတ်တဲ့အခါမှာအဲဘန်ကက်ဆက်ထဲမှာ ATM ဆက်ထဲမှာကက်ကြီးကြံခဲ့တယ်ကားပေါ်ရောက်မှတတိရတယ်ကက်ကိုဒီခီးရပြန်ရောက်မှပဲယူရမယ်တနင်္လာวัน6000နဲ့ပဲခွန်းတို့ဒီမနေ့အစောကြီး9နာရီလောက်ကိုခွန်းတို့စာပါမြို့ရောက်ခဲ့ပါမယ်ခင်ဗျာtrước khi rời khỏi xe, quý khách có nhu cầu sử dụng chung chuyển, vui lòng giữ lại vé. ခီးတယ်တော်များတော့ပေါ့နော်လမ်းတစ်ဝက်တွေမှာဆင်းသွားတဲ့အခါကျတော့ခီးတယ်ကစာပါရောက်တဲ့အခါမှာတိတ်တောင်မရှိတော့ဘူးပေါ့နော်ခွန်းတို့အပါဝင်မှာတော့ထက်900လောက်ပဲရှိပါတော့တယ်ခင်ဗျာရောက်ပါပြီ9နာရီပြီမှာစာပါရောက်ပါဖနက်ကကားပေါ်စီးလို့မရဘူးပေါ့နော်အိတ်စင်ဆိုတဲ့အခါကျဖနက်ထဲတဲ့အိတ်လေးတွေကိုသူတို့ပြန်ပေးခဲ့ရပါတယ်ဒါကတော့ခုတို့ကားရောက်တဲ့နေရာပေါ့နော်ကားရနာကွင်းလို့ပြောမှာပေါ့နော်ဒီနေရာမှာခုတို့ကားကမနက်9နာရီလောက်မှဆက်ရောက်ပါတယ်ခင်ဗျာခုတို့ရောက်ပြီးမကြပါဘူးတခြားကားတွေအကုန်လုံး sleeping bag အကုန်လုံးနဲ့9နာရီဝန်းကျင်လောက်ကိုစာပါမြို့ကိုဆက်ရောက်ပါတယ်ခင်ဗျာအကုန်လုံးအခုဆိုဒီမှာ9နာရီအတီးပေါ့နော်9နာရီအတီးကိုခွန်းတို့စာပါမြို့ကိုရောက်ပါတယ်ခင်ဗျာရောက်တဲ့ခွန်းတို့လည်းဟိုဆက်စုဒီဆက်စုပေါ့နော်ပြီးတော့ဈေးရုံနည်းနည်းပါဝင်ကြည့်လိုက်တယ်ဈေးထဲမှာတော့အသီးနှံတွေအသားငါးတွေကတော့အရန်ပေါ်ပါတယ်ပြီးတော့ခွန်းတို့အဲ့ဈေးရုံနာကနေပဲတွေးတဲ့ကားတစ်စီးကိုပဲလက်သားငှားပြီးတော့ပဲဟိုတယ်ကိုပေါ့နော်ငှားသွားလိုက်ပါတယ်ခင်ဗျာ3သိန်းကျော်လောက်ပဲပေးရတယ်ခင်ဗျာဗီယက်နမ်တောင်ပေါ့နော်အခုတော့ခွန်းတို့တဲမဲ့ဟိုတယ်ကိုရောက်ပါပြီခင်ဗျာဒါဟိုတယ်ရှေ့ရမြင်ကွင်းလေးပါလုံးဝစင်းစုံလန်းဆန်းပြီးတော့ခွန်းတို့တဲတဲ့ဟိုတယ်နဲ့မြို့ထဲနေကလမ်းလျှောက်ဝိုင်း9မိနစ်ပဲကြာပါတယ်ခင်ဗျာအရန်ကိုတဲရတဲ့ hostel ပဲပြောမှာပေါ့နော် hotel လောက်ကြီးလည်းမကောင်းပါဘူးဒါ hostel အဆင့်လောက်ပဲရှိပါတယ်ခင်ဗျ hotel ရှိတော့ view ချက်ရှုရမ်းမိုက်တယ်ခုနို hostel တွေအများကြီးပဲ hotel တွေအများကြီးပတ်ရှာထားတဲ့ထဲမှာပါဒီ hostel လေးရပေါ့နော်ဈေးအတက်တာဆုံးနဲ့တွားရေးလာရေးအရန်အလွယ်ကူဆုံးပဲပေါ့နော်မြန်မာငွေနဲ့ဆိုရင်ဒီတစ်ခန်းလုံးကိုမှခုနိုမြန်မာငွေနဲ့ဆို3000ခွဲ4000ဝန်းကျင်အဲ့လောက်ဝန်းကျင်ပဲရှိရပေါ့နော်အဲ့ဒါအရန်အဆင်ပြေပါတယ်ခင်ဗျာအဲ့တော့ခွန်ကတော့တကယ်လို့ hotel တော့ချွေတာပြီးတော့ကျွန်တော်နေရာမသုံးကျင်နေဆိုရင်တော့ဒီ hostel လေးကိုသုံးဖို့အတွက်ခွန်ကတော့အကြံပေးပါတယ်ခင်ဗျာတကယ်ချင်းနေနဲ့တစ်ဖွဲ့လိုက်ကြီးလာလို့ကတော့ပျော်စရာကြီးပဲအရှိ veranda ကလည်းလုံးဝအကျယ်ကြီးပဲဒန်းလုံးဝ veranda အရှိကြီးဆိုတဲ့အခါကျတော့တကယ်ချင်းနေဆိုတော့လုံးဝညက်ပတ်ဆိုရင်ဘီယာထွက်တော့ဘီယာရက်ထွက်တော့ပြီးတော့အေးအေးချင်းနေပါလေဆိုရင်လည်းလုံးဝချိလို့ရတဲ့ vibe လေးကိုရတယ်ပေါ့နော်အရင်မိုက်ပါတယ်ခွန်းတို့စီးလာတဲ့ sleeping bag ticket ကိုတော့ဒီ app ထဲကနေခွန်းတို့ဝယ်တာပါခင်ဗျာ
ဟိုတယ်နာမည်လေးကတော့ Sapa Center View Hotel နဲ့ဒါလေးစာလေးပါခင်ဗျာဒီဥစ္စာလေးကတော့ညဘက်မြင်ရတဲ့မြင်ကလေးပဲဖြစ်ပါတယ်နောက်ဘလော့တွေမှာပြန်ဆုံတွေ့ကြအောင်မယ်နော် bye bye